everyone အားလုံးပဲမင်္ဂလာပါရှင်သုံးမဲဖြစ်ပါတယ်ဒီနေ့သုံးကတော့ study vlog လေးပေါ့နော်တခါမှမမြင်ဘူးတဲ့ study vlog လေး YouTube channel မှာလာတင်တာဖြစ်ပါတယ်အခုဒီပုံစံကိုကြည့်ရင်တော့ exam နေပေါ့နော်ဒီလိုမျိုးအင်စာတွေကအရန်အောင်များနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့စာလည်းမလုပ်လို့မဖြစ်ဘူးလို့ဆိုတော့လုံးဝမှာဖြစ်ပါတယ်ကဲကျမရုပ်အခြေအနေလေးကိုတစ်ချက် show ကြပါအောင်လုံးဝမလုပ်ချင်ပါဘူးအမှန်တကယ်ပြီးရမှာအရင်ရက်တွေတည်းဒါပေမဲ့စာတွေအများများနေရောဒါပေမဲ့လည်းဒီနေ့ကလောက်ကိုလုံးဝမဲ့အခြေအနေထိကိုရောက်နေတဲ့ situation လုံးဝစမပြေပါဘူးဆိုတော့ let's go ဘလို့ပဲဖြစ်ဖြစ်ရေးလိုက်ရပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီစာကိုမပြီးအောင်ရေးရတာပဲဖြစ်ပါတယ်အခုဒီ vlog ကလေ10မိနစ်ကျော်လောက်ပဲကြာပေမဲ့အပြင်မှာတော်တော်လေးကြာသွားပါတယ်ဒီနေ့ပေါ့နော် speed နည်းနည်း run ထားဖြစ်ပါတယ်ကဲ finally ပြီးတော့ပါပြီ A few moments later ဒီ session ကတော့စာအုပ်တစ်ချာလေးပြန်တွေ့ရဖြစ်ပါတယ် So bye bye see you guys in the next video bye bye guys